ဘာမြေပြင်မှောင်တိနေရဲ့များကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာအလင်းနဲ့လမ်းမှန်ပြဗုဒ္ဓမန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားရာရာကိုတွေ့ညီသည့်တဏှာတန်တရားစဝန်းအားချိုးဖြတ်သွားဗုဒ္ဓကျင်လျာလေးပြအောကစုံစမ်းကချိန်ချိန်တန်ချက်စအမသေးခြင်းသည်စင်ရဲ့လေးစွာအိုဟာဒေသနာတော်သစ္စာလေးပါမမြင်နိုင်သူကြုံဒီလူအန္တရွှေညာရှင်သဗ္ဗညုတာအပူဇော်ညွတ်တာအိုမဟာဝီရဗုဒ္ဓဒုက္ခဤအကြောင်းသမှုတရားအကြောင်းကျိုးတို့ချုပ်ချင်းနိရောဓမှန်ကန်သည့်ထွတ်မြောက်လန်းသည်ကမေဃဒီနေ့ရဲ့များကဲတင်ရှင်မရှိသောခိုက်ကာလဉာဏ်ပညာအလင်းနဲ့လမ်းမှန်ပြဗုဒ္ဓအမှန်ကိုမမြင်နိုင်ခြင်းဝိဇ္ဇာတရားအရာရာကိုတွေ့ညီသည့်တဏှာတန်တရားစဝန်းအားချိုးဖြတ်သွားဗုဒ္ဓကျင်လျာလေးပြအောကစုံစမ်းကချိန်ချိန်တန်ချက်စကမ္မရှင်ခြင်းသည်စင်ရဲ့လေးစွာအိုဟာဒေသနာတော်သစ္စာလေးပါမမြင်နိုင်သူကြုံသည်လူအန္တရွှေညာရှင်သဗ္ဗညုတာအပူဇော်ညွတ်သွားအိုမဟာဝီရဗုဒ္ဓယေဓမ္မဟေတုပပဝတေသံဟေတုတထကတောအဟတေသံကြယောနိရောဓောဧဝဝါရိမဟာသုနောဗုဒ္ဓကျင့်တရားတော်သည်အကြောင်းကြောင့်ဖြစ်ကုန်၏ထိုဖြစ်ရာအကြောင်းကိုလည်းကောင်းထိုအကြောင်းအကျိုးတရားတို့၏ချုပ်ငြိမ်းရာနှင့်ချုပ်ငြိမ်းကြောင်းကိုလည်းကောင်းသတ္ထကတအရှင်သည်